ဒီထွေမာဆက်နဲ့တောက်ရတဲ့အခါမှာ hand push ဆက်ရှာအရင်ကြီးတော့ရှာကိုင်းတဲ့အတိုင်းထွေမာဆက်ကိုလိုက်ကင်မယ်ဒီလိုလေးကင်မယ်နော်လက်ထောက်တဲ့ position က2မျိုးပဲရှိမှာလက်ကလေးအဖျားနဲ့ထောက်တယ်လက်ကလေးကိုဒီလိုတစ်စစ်ရှိုးပြီးထောက်တယ်ဒါမျိုးပဲရှိမှာဆက်ကဖွင့်ထားမယ်ဆိုခါတယ်ကွာဒီနှစ်ထင်ကိုအရင်သွားမယ်ဆိုလို့ချင်းဒီလိုကင်မယ်ကင်ပြီးတော့ဒီထွေမာဆက်ကိုဒီလိုလေးရှာမယ်90 degree ဒဲချမယ်နောက်ပြီးလို့ချင်းဒီလိုကြီးလန်လန်ကြီးသွားလို့မရဘူးဒီလို side ကြီးသွားလို့မရဘူးဒီဘက်သွားမှာတနည်းအောင်3ချက်ဝိုက်မယ်တဲ့နဲ့ဒီမှာ3ချက်ဝိုက်မယ်ဝိုက်ပြီးလို့ချင်းဘာဖြစ်မလဲဆိုတော့ဒီအောက်မှာမှွှင်းချင်းလေးတွေကြံခဲ့လိမ့်မယ်အဲ့လေးကိုဒီဆွဲလေးနဲ့ဆွဲချမယ်လက်ကလေးကိုတစ်စစ်ချိုးပြီးထောက်ပြီးတော့မှအဲ့မှွှင်းချင်းလေးကိုဆွဲချမှွှင်းချင်းလေးဆွဲချပြီးဘာလုပ်ရမလဲဆိုအပေါ်ပွတ်တွန်းလေးတွန်းရမယ်အဲ့မှမပြောင်းသေးအဲ့ချိန်မှာဆိုလို့ရှိရင်ထွင်မာဆက်အသွားနေရကြားတဲ့မဝင်စီနဲ့ကလေးသားလေးဆိုအရက်နှူးတဲ့အတွက်နေရကြားတဲ့ဝင်တာနဲ့ကိုအမှသွေးဆူသွားပြီနေရကြားရတဲ့ဒါအပြက်တယ်လက်ကလေးလေးကထိန်ခိုင်းထားပြောတာတောက်တူထားတော့မဲ့ခါမှာနေရင်လောက်တိုင်းပြီးတော့မှဖြတ်ပြီးတော့အဆင်ပြေသုံးမယ်နော်ရှာလိုက်မယ်ဖြတ်လိုက်မယ်ကောင်းတက်တက်လေးထားပြီးမှဖြတ်နောက်ပြီးလို့ရှိရင်နေရွက်နောက်ကနေပြန်ဝှိုက်မယ်နော်ဒီမှာဒီနေတော့ပြီးတော့မှမှွှင်းချင်းလေးတွေအောက်ကိုဆွဲချလို့မှမပြောင်းသေးဘူးဆိုနေရွက်ကလေးကိုဖိပြီးတော့မှွှင်းချင်းလေးတွေရိပ်ပြီးပေါ့အဲ့ပြီးလို့ရှိရင်ဒီလိုလေးကင်မယ်လက်ကလေးလေးတစ်စစ်ချိုးပြီးထားတန်းနေအောင်ဆွဲမယ်အောက်ကိုဆွဲချမယ်အောက်ကိုချမယ်ဆွဲချမယ်အောက်ကိုချမယ်ဆွဲချမယ်မှွှင်းချင်းလေးရှိနေဆိုရင်အပေါ်လှန်တုံးပေးလိုက်ကုတ်တိမယ်ကုတ်တိတဲ့ခါညီလေးနည်းနည်းလေးငုံပေးပါအောင်ဗျငုံခိုင်းလိုက်ငုံပြီးတော့မှတိရမယ်ပေါ့ရကြနေရွက်အောက်ဖျားလောက်မှန်တိရမယ်ဒီလိုလေးထားမယ်ထားပြီးတော့မှရှာမယ်တိမယ်ရှာမယ်တိမယ်အဲ့နေရာမှာထွင်မာဆက်ကိုအရင်မဖိနဲ့နော်ရမ်းဖိလို့ရှိရင်စူးတယ်ထွင်မာဆက်ကဒီကီမီထွင်မာလေးဆိုပို့ဆိုးတယ်အသွားလေးပါပါလေးဖြစ်တဲ့အတွက်လေတပင်းနေမဟုတ်ဘူးအသားပါပြတ်တယ်သူကအဲ့ဒါကိုညီလာကြည့်လိုက်ညီပြီးဆိုမှအဲ့ဒါကိုမာကာယူပြီးဒီဘက်ကိုလည်းတီးလိုက်ဒီဘက်ကိုလည်းတီးလိုက်နောက်ပြီးတော့4000ဖြစ်နေဒီမှာဒေါင်းလေးရှိုးဒီဘက်မှာလည်းဒေါင်းလေးရှိုးနောက်ပြီးလို့ရှိရင်ကုံမွေးလေးတွေရေးပေးလိုက်ဒါဆိုရပြီ